ဒါရော32လမ်းက Beautyland Hotel အခန်းနံပါတ်900နဲ့မှာအပျော်မယ်မိတ်ကလေးတယောက်ပိုင်ခုတ်ထစ်ပြီးအသက်ခံရမှုရဲ့တရားခံဖြစ်သူအောင်ခန့်ကျော်စင်ရဲ့နောက်ကျောင်းနဲ့ပတ်သက်ပြီးသိရှိရသမျှတွေကိုဝေမျှပေးမယ် content တစ်ပုဒ်ဖြစ်ပါတယ်။ဒီပိုင်ခုတ်ထစ်လူတက်မှုကြီးတည်င်းတက်လာတဲ့အချိန်မှာအောင်ခန့်ကျော်စင်ရဲ့အမေကိုယ်တိုင်တူတာလုပ်ခဲ့တဲ့အမှုဆိုတာကိုမသိရှာခဲ့ပဲသူ့ရဲ့ Facebook ဝေါ်မှာတော့ share ထားခဲ့ပါသေးတယ်။တားဖြစ်သူအသက်18နှစ်ကောင်လေးကဒီလိုရက်ဆက်တဲ့အမှုကြီးမျိုးကိုကျူးလွန်ခဲ့မယ်လို့ထင်မှမထင်ခဲ့တာပဲလေ။အသက်ခံရသူမတ်စုမြတ်ဝင်အသက်23နှစ်ကလည်းအိမ်ထောင်ရှိနက်စမအလုပ်ကိုလုပ်ကင်နေသူဖြစ်ပြီးငွေကြေးခက်ခဲတွေကြောင့်အချိန်ပိုင်းနေနဲ့အပျော်မယ်လုပ်ကိုလုပ်ကင်ရရှာသူပါအောင်ခက်ကျော်စင်ကအများထင်ကြတယ်လို့ပညာရည်ချင်းမရှိပဲကျောင်းဆက်မတက်ကျောင်းသားထားခဲ့သူတယောက်မဟုတ်ပဲ2024ခုနှစ်မှာမှ12တန်းကိုအောင်မြင်ထားခဲ့တဲ့စေကျော်တက်လူငယ်လေးတယောက်ဖြစ်ပြီးတက္ကသိုလ်တက်ရောက်ဖို့အတွက်စောင့်ဆိုင်နေခဲ့တဲ့သူတယောက်ပါမိဘကပေးတဲ့မုံဘိုးတွေအပြင်အခြားဝင်ငွေရအောင်ຫນွေဦးကောင်လေးအရုပ်ရောင်းနေသည်ဆိုတဲ့ပေတစ်ခုကိုဖွင့်လှစ်ထားပြီး enemy figure တွေရောင်းချပြီးဝင်ငွေရှာနေနိုင်တဲ့သူ social media တွေပေါ်မှာတော့ကြွက်ပူ hamster စတဲ့တိရစ္ဆာန်လေးတွေကိုချစ်တတ်တဲ့သူအဖြစ်မြင်ခဲ့ကြရပြီးတိရစ္ဆာန်လေးတွေပြန်ရောင်းချတဲ့အလုပ်ကိုလည်းလုပ်ကင်ပါတယ်အဖေကနာမည်ကြီးတစ်လုပ်ငန်းရှင်ကြီးတယောက်ဖြစ်တယ်လို့အမေကလည်းလူလေးစားရခံကြရတဲ့တာဖွားမီရဲ့အထူးကုဆရာဝန်မကြီးပါအနီးအပါးတစ်ဝိုက်ကမရှိစင်ရတာတွေချုံငဲ့သူလူတန်းစားတွေအတွက်အားကိုးရဖြစ်ခဲ့ရတဲ့သူတယောက်ပေါ့အချစ်ရည်နဲ့ပတ်သက်ရင်လည်းစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအထောက်ပံ့မျိုးစုံပေးနိုင်တဲ့ချစ်သူကောင်မလေးအီမောအောင်ရှိနေခဲ့တယ်။ဒါ့အပြင်ပါတာတရားကိုင်းဆိုင်တဲ့သူတယောက်လိုအထက်လန်းအစ္စာတရားမဟိတ်တိဂိုင်းဝင်ထားခဲ့ပြီးပညာလန်းကိုရှောက်လန်းနေခဲ့တဲ့လူတယောက်ပါအပြင်ပန်းပေါ်ရန်ကြီးလိုက်မယ်ဆိုရင်တော့လူမှုရေးပညာရေးစီးပွားရေးစတာတွေကပက်ညီပြီးအညွတ်တလူလူတက်လန်းနေခဲ့တဲ့လူငယ်လေးတယောက်ဒါပေမဲ့ social media ဆိုတာမျိုးကလူတိုင်းရဲ့အကောင်ဆုံးသောဘဝအစိတ်ပိုင်းလေးကိုချပြတတ်ကြတာမျိုးမို့သူ့အကောင့်တွေကိုဝင်ကြည့်မိယုံသူနဲ့ friend ဖြစ်ထားယုံတက်တက်နဲ့သူ့ရဲ့နှက်ဆိုင်တဲ့ဘဝနောက်ခံစိတ်ထင်ရနဲ့နာကျင်ချက်တွေကိုမြင်နိုင်မှာမဟုတ်ပါဘူးသူ့ရဲ့အကောင့်ကိုတတိချာချာလေ့လာကြည့်မယ်ဆိုရင်တော့ရှင်းနှစ်တွေက group တွေထဲမှာတင်ထားခဲ့တဲ့သူ post တွေမှာတော့သူဟာအိမ်နဲ့အဆင်မပြေမှုကြီးကြီးမားမားရှိနေပုံရပြီးတက်အပြင်မှာတယောက်ထက်နေဖို့အတွက်ဘူမင်းရောက်အိမ်ယာမှာအခန်းတူဆက်နေဖို့အခန်းပေါ်ရှာထားခဲ့တာကိုမြင်နိုင်ပါတယ်အဲ့ဒီ post ကို2024 March 12 ရက်နေ့ကဘူမင်းရောက်အိမ်ယာမြောက်တကုံပိုင်ရှင်တိုင်းရိုက်ရောင်းဝင်ငါဆိုတဲ့ group မှာတင်ထားခဲ့တာဖြစ်ပြီးဘူမင်းရောက်အိမ်ယာမှာအခန်းတူ9နေမဲ့အခန်းပေါ်တယောက်လိုပါတယ်အန်ရူတဲမဲ့ကြောင်သားဆိုတော့ဆရာတော့အဝင်အထွက်နေရှိပါမယ်ကျွန်တော်ကိုယ်တိုင်ကလည်းဘာကောင်ကြီးမှမဟုတ်ပေမဲ့အကိုတယောက်ယောက်နဲ့တနစ်ချုပ်တယောက်တစ်ဝက်ချစ်စနစ်နဲ့ငားချင်းပါတယ်ဆိုပြီးတင်ထားခဲ့တာကိုမြင်ရပါတယ် post တင်ပြီးတိတ်မကြခင်မှာပဲ edit တက်လူရောက်တော့ပါပြီလို့ edit ပြန်လုပ်ထားခဲ့ပါတယ်ဒါပေမဲ့သူ့ကိုဖန်ဆီးရမိတဲ့အချိန်မှာတော့ဘုံမင်းရောက်အိမ်ယာမှာဟုတ်မနေခဲ့ပဲမိဘအိမ်မှာဖြစ်နေခဲ့တာမို့ဒီအခန်းငှားတဲ့ကိစ္စဟာမဖြစ်မြောက်ခဲ့ဘူးလို့ပဲယူဆလို့ရပါတယ်ဘာလို့လဲဆိုတော့ဒီကောင်လေးဟာလောင်ကစားဆွဲနေကြတာမို့လက်ထက်ငွေရှိချိန်မရှိချိန်စတာတွေဟာနဲသမားပါဇက်လို့ဖောက်လိုက်ပိန်လိုက်ဖြစ်နေကြတာမို့ပါပဲအမှုမဖြစ်ခင်3ပတ်လောက်အလိုမှာတော့ iPhone 13ပုံလေးကိုတင်ထားပြီးရှားပြီးกว่าဆိုတဲ့ caption ကိုတက်လို့သူ့ရဲ့အကောင့်မှာမြင်ခဲ့ရပါတယ်ဒီထက်ပိုပြီးနည်းနည်းကြည့်မယ်ဆိုရင်တော့ငွေသိန်း20-30လောက်ကိုတင်ထားပြီးတရင်းထိပြန်လာတာနဲ့ကြုံတော့တစ်ခေါက်ဆိုပြီး caption တက်ထားတာကိုမြင်ရမှာဖြစ်ပါတယ်တရင်းနီဆိုတာအားလုံးသိကြတဲ့အတိုင်း Manchester United အသင်းကိုဆိုလိုတာဖြစ်ပြီးလွန်ခဲ့တဲ့တစ်နှစ်သူအသက်18နှစ်လောက်ကတည်းကသိန်း10ချီလောင်ကစားလုပ်နေခဲ့ပြီဆိုတာပြသနေခဲ့တဲ့ပြရုပ်တစ်ခုပါတကယ်တော့အောင်ခန့်ကျော်စင်ရဲ့အဖေဟာနာမည်ကြီးတစ်လုပ်ငန်းရှင်ကြီးတယောက်ဖြစ်တယ်လို့အမေကလည်းတာဖွားမီရဲ့အထူးကုဆရာမကြီးတယောက်ဖြစ်တာကြောင့်သူ့အတွက်ငွေကြီးဆိုတာလိုတလောက်တုံလို့ရနိုင်တဲ့အနေအထားပါဒါပေမဲ့သူလိုအပ်တဲ့ငွေထက်ပိုပြီးသုံးဖြုံမိနေစေမဲ့ကိစ္စတွေဆိုရင်တော့သူ့အတွက်ငွေကျက်တဲ့ကိစ္စတွေဖြစ်စေနိုင်ခဲ့တာပေါ့ဥပမာတလောက်သိန်း30လောက်တောင်းပြီးသုံးနေမယ်ဆိုရင်ပတ်စံများပေးသုံးရင်ကလေးပြက်စီတယ်ဆိုတဲ့တာသမီထိန်ကုမှုစံတဲ့အတိုင်းငွေတုံးဆွဲမှုကိုထိန်ချုပ်ကြမှာကလည်းပုံမှန်ပါပဲလေသူကလောင်ကစားဘက်ကိုအစာပြုမိရာကနေအနိုင်ငွေတွေလည်းအမြောက်များရခဲ့ဘူးတာမို့ငွေများနဲ့လောင်ပြီးနိုင်လာမဲ့ငွေတွေကိုမက်မော်လာမိမှာအမှန်ပါပဲအဲ့ဒီမှာတင်သူ online ကနေအယုံရောင်မှုဖွင့်ထားတဲ့ page ကနေဝယ်ယူသူတွေအားပေးထားတဲ့ deposit ငွေတွေကိုယူတုံးပြီးအယုံဝယ်ဖို့ order တင်ပေးရမယ့်အစားလောင်ကစားအတွက်အသုံးပြုခဲ့မိပါတော့တယ်ဒီအတွက်သူကို enemy figure group တွေထဲမှာ mention ခေါ်ပြီးလူလိမ်ဖြစ်တဲ့အကြောင်းငွေလွှဲပြီးအယုံမရောက်လာခဲ့တဲ့အကြောင်း post တွေတင်ပြီးပြောထားတာကိုတက်တည်အနေနဲ့တွေ့ခဲ့ရပါသေးတယ်လောင်ကစားကြောင့်စိတ်ဖိစီးနေတာအပြင်သူဆွဲလန်းနေချိုက်နေခဲ့တဲ့လူတက်အလောင်းဖြောက်တဲ့ရွှေရှင်တွေ Telegram group တွေမှာဆွဆွဲလန်းကြီးခဲ့မိတဲ့ရွှေရှင်တွေကြောင့်အ
သက်မပြည့်သေးတဲ့အုံနောက်မှာ neutral mirroring လို့ခေါ်တဲ့ပုံရိပ်ပုံတူကူချင်းဆိုတဲ့ဖြစ်စဉ်ကြီးတစ်ခုကဆွဲထင်လို့နေခဲ့တယ်။ neutral mirroring ဆိုတဲ့ဖြစ်ရဟာလူတိုင်းကိုမဖြစ်စေနိုင်ပေမဲ့စိတ်ဝေဒနာအခန့်စိတ်ယောဂအခန့်ရှိတဲ့သူတွေအတွက်ကိုတော့ဆူဆူရွာတက်ရောက်စေနိုင်တာမျိုးပါအားလုံးသိကြတဲ့အတိုင်းလောင်စာလုပ်တာဟာလူမှုပတ်ဝန်းကျင်လူမှုရေးစတာတွေကိုပြပြင်းထန်ထန်ထိခိုက်မိစေတတ်တာမို့ငွေကြေးအရှုပ်ရှင်တွေလူမှုရေးတိုက်ခိုက်မှုတွေကိုအဆက်မပြတ်ခံခဲ့ရပြီးတဲ့နောက်နှစ်ကျော်တွဲခဲ့တဲ့ထက်တီရီဆိုတဲ့မိန်းကလေးနဲ့လည်းတမီးစားဆက်ဆံရေးကပြတ်တောက်သွားရပြန်ပါသေးတယ်အတွင်းတီတွေပြောပြချက်အရတော့အောင်ခန့်ကျော်စင်ဘက်ကလက်ပါခဲ့တာမို့ထက်တီရီကဖြတ်သွားခဲ့တာလို့ဆိုပါတယ်အခုလက်ရှိတွဲနေခဲ့တဲ့အေမွန်အောင်ကတော့တွဲတာ9လလောက်ပဲရှိသေးတဲ့ရီစားတက်လေးပါသူဝင်ထားရဆိုတဲ့ထက်လန်အိဆာဒရမဟိကြီးစီကိုင်းဆရာတွေကလည်းသူ့ကိုပညာစဉ်တက်ပေးဖို့ပညာတင်ပေးဖို့လိလာကြတဲ့အခါမှာအောက်လန်းလို့မော်လို့အသက်တွေကိုလိုက်စားနေတာမျိုးဖြစ်တဲ့အပြင်ပြောစကားတွေကလည်းမူမမှန်ပဲကစင့်ကလေးပုံစံမျိုးဖြစ်နေခဲ့တာကြောင့်စိတ်တည်ငြိမ်မှုရတဲ့အချိန်ထိခဏလောက်စောင့်ပါဆိုပြီးရက်ချိန်တွေရွှေ့ခဲ့ပါတယ်ဒါဟုမစောင့်နိုင်ခဲ့တဲ့အောင်ခန့်ကျော်စင်ကလည်းအထက်လည်းမရဘူးဟုတ်လားအောက်လန်းလုံးမယ်ကွာဆိုပြီးနီးစပ်ရအောက်လန်းပညာအတက်ကိုတင်ပေးတဲ့သူတွေစီကနေအောက်လန်းဆိုပြီးအယုတ်တွေနဲ့မိပူဇော်တာဆေးစီတွေနဲ့ပူဇော်တာစားတဲ့အစီရင်မျိုးတွေကိုရွဲ့ပြီးလှုပ်ပြတော့တာပါပဲသူလှုပ်ထားတဲ့အစီရင်တွေမှာမြင်ရတာအရာဆိုရင်အပြောထက်အလုတ်ကပိုပြီးမြန်နေတယ်ကဲကြပါအချစ်ချင်းသူရဲ့စစ်ခင်ယူရတဲ့ by the way ထိုင်းကပညာကန်းတွေကိုမစော်ကားပေမဲ့ပူဆွဲမဲ့ထင်တာပဲဆိုပြီးစီမီခွက်တွေကိုကြက်ချီကပ်ပုံစံထွန်းထားပြီးအလဲမှာပြုစားသူကိုကိုစားပြုလို့အင်းဆွဲထားတဲ့စက်ကူရုပ်တရက်ကိုတင်ထားပါတယ်နောက်ထပ်တစ်ပုံမှာတော့ဖျောင်းနိုင်တဲ့တိုင်းကိုစီမီခွက်နှစ်ခုထပ်ထွန်းထားပြီးတေးစေချင်တာရဲ့တက်စေချင်တာရဲ့လည်းမေးပေးအောင်ကြိုပြီးတက်ပြန်ဆွဲထားမလို့ဆိုပြီးကပ်ရှင်ကိုတက်လို့ရေးထားပါတယ်သူနဲ့တကြောင်နဲ့နေတငယ်ချင်းတွေကလည်းအောက်လန့်မဲ့တက်တဲ့ထင်နေခဲ့တာအခုတော့လူလဲတက်တာပဲအောက်လန့်တွေနဲ့ရှယ်တိုက်တာအယုတ်တွေဆိုရင်လည်းအများကြီးပဲပြီးတော့သူ့နာကပ်မိရင်မတိုးမတက်ကြီးခံစားရလို့17တန်းတွေကမပေါင်းတော့တာကြပြီဆိုပြီးရေးတင်ထားတဲ့ comment တွေအရဆိုရင် Facebook မှာတင်ထားခဲ့တဲ့အောက်လန့်ပညာတက်ပုံတွေမတင်ခင်တည်းကအထက်တန်းကျောင်းသားဘဝမှာတည်းကအောက်လန့်အသက်ပညာတွေကိုလိုက်စားနေခဲ့တာဖြစ်တဲ့အကြောင်းကိုတက်တည်ခံနေခဲ့တာပါဒီတော့ငွေကြေးခက်ခဲကြောင့်လောင်ကစားကြောင့်ထိခိုက်မှုတွေခံစားထားရတဲ့သူတယောက်လူတက်ဗီဒီယိုတွေကိုကြည့်ပြီးနှုတ်နေတဲ့အုံနောက်က neutral mirroring လောက်ခံထားရပြီးစိတ်ချင်ပေါက်မှုတွေကြောင့်လူတစ်ယောက်ကိုတက်ပြီးဒေါသကိုဖောက်ထုတ်ဖို့အတွက်စိတ်ထွက်ပေါက်ကိုရှာနေခဲ့မိပါတယ်။ယောက်ျားချင်းကိုတက်ဖို့ကျူးလွန်မယ်ဆိုရင်တော့ပြန်ခုခံရနိုင်ပြီးအမှုပေါ်သွားခဲ့မှာဆိုတာကြောင့်တားကောင်းဖြစ်ရမယ့်သူဟာပြန်ခုခံနိုင်စွမ်းနေပါတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ရမယ်ဆိုတာမျိုးကိုတက်မှတ်ထားခဲ့လိုက်တယ်။အဲ့ဒီနောက်မှာတော့သူအကြီးကျယ်အားပေးပြီးတိတ်ဆက်ချီလောင်လေးရှိတဲ့ Manchester United အသင်းဟာဆန်နာလန်အသင်းကိုအောက်တိုဘာ4 ရက်နေ့မှာ2-0နဲ့အနိုင်ရရှိသွားခဲ့တာကြောင့်အောင်ခန့်ကျော်စင်ဟာလည်းငွေအမြောက်များပိုင်ဆိုင်သွားခဲ့ရပြီး32လန်လူတက်မှုကြီးကိုကျူးလွန်နိုင်ဖို့အတွက်လုံလောက်တဲ့ငွေကြေးတစ်ခုပိုင်ဆိုင်သွားခဲ့တော့တာပါပဲတမန်လူတွေအတွက်လည်းငွေကြေးအမြောက်များရရှိတဲ့အခါမှာစိတ်တက်ကြွပျော်ရွှင်လာလေးရှိပြီးစိတ်ကူးထဲမှာရှိတဲ့လှုပ်ချင်တာမျိုးလေးတွေကိုအကောင့်ထဲပေါ်တတ်ကြတာပဲလေဥပမာခြေပေါင်းရင်ခေါ်တီးအောင်မယ်ဆိုတဲ့စကားလို့ပေါ့အောင်ခန့်ကျော်စင်ဟာလည်းရထားတဲ့ငွေကြေးအမြောက်များနဲ့တူ32လန်က Beauty Land Hotel ကိုတွားခဲ့ပြီးစိတ်ကူးထဲမှာအမြဲတမ်းကြံစည်ပုံဖော်ထားနေခဲ့တဲ့ဘဝကြီးကိုမကျေနပ်မှုတွေဘဝရဲ့ချင်ပေါက်စရာဖြစ်ရတွေစတာတွေကိုဖွင့်ထုတ်ဖြစ်ဖို့အတွက်ရွေးချယ်လိုက်ခဲ့တာပါအထက်ကပြောပြခဲ့တဲ့အကြောင်းအရာတွေကတော့အစိုးရသတင်းထုတ်ပြန်ချက်နဲ့အတူအောင်ခန့်ကျော်စင်ရဲ့ဘဝနောက်ကြောင်းတွေကိုကိုးကားပြီးဖြစ်နာကြီးတစ်ခုကိုဖြည့်ဆွက်တင်ပြပေးခဲ့ခြင်းဖြစ်ပါတယ်နောက်ထပ်မတူညီတဲ့ရှုထောင့်ကနေကြည့်မြင်ပြီးပြောရမယ်ဆိုရင်32လန်လူတက်မှုဖြစ်စဉ်အကြောင်းပေါ်ထွက်လာခဲ့တဲ့သတင်းတွေအရတေဆုံးသူမဆုမြတ်ဝင်းအသက်23နှစ်ဟာ Beauty Land Hotel မှာလာကျုပ်တဘောမျိုးနဲ့နေထိုင်တာရက်တစ်ဖက်လောက်ရှိပြီဖြစ်ပြီးပုံမှန်ဝင်ထွက်နေကြအမျိုးသားတယောက်ရှိတယ်လို့ဆိုထားပါတယ်ဒါပေမဲ့ဖန်စီရမိတဲ့အချိန်မှာတော့မူခင်ဖြစ်ပွားမဲ့နေမှာတရားခံအောင်ခန့်ကျော်စင်က Telegram Group ကနေခေါ်ခဲ့တဲ့အပျော်မယ်ဖြစ်နေခဲ့တဲ့ဆိုတာမို့ဒီအချက်ကြီးကကွဲလွဲချက်ကြီးတစ်ခုပါဒါဟောတုံးတက်ကြည့်မယ်ဆိုရင်တေဆုံးသူမဆုမြတ်ဝင်းဟာအခန်း900နှစ်ကိုအောင်ခန့်ကျော်စင်9ရက်မနေထိုင်မီကာလတည်းကတေဆုံးနေခဲ့ပြီးသားဖြစ်ပြီးအောင်ခန့်ကျော်စင်နဲ့အင်မော်အောင်တို့အတွေ့ဟာလူတက်မှုဖြစ်ပြီးသားအခန်းကို9ရက်တည်းခုမိကြတဲ့တစခန့်အတွဲတက်ဖြစ်နေခဲ့တယ်ဆိုတာပါပဲတက်16နှစ်အရွယ်ဆုံးတွေကဒီလောက်ရက်ဆက်မှုကြီးကိုကျူးလွန်နိုင်ခဲ့တယ်လို့ဘလို့ပဲကြိမ်ကြွယ်ပြောပါစေအောင်ယုံကြည်စရာမရှိတဲ့ဖြင့်လူတက်မှုကျူးလွန်ရမှာအသုံးပြုခဲ့တဲ့ဆိုတဲ့ဓာတ်တွေကလည်းစီတီမတ်မှာအလွယ်တကူနဲ့ဝယ်ယူရနိုင်တဲ့တရုတ်ထုတ်အရေးတွင်းညံ့ဓာတ်တွေဖြစ်နေခဲ့တာရဲ့
တရားခံဖြစ်သူနှစ်ဦးစလုံးရဲ့တဲ့ရွယ်နဲ့ပညာရေးနောက်ခံတွေကဘဝမှာအညွတ်လူနဲ့ဆယ်ကျော်တဲ့လူငယ်လေးတွေဖြစ်နေခဲ့တာရဲ့ကြောင့်အခုချိန်ထိအငင်းပွားမှုတွေဆက်ဖြစ်ခဲ့ရတဲ့ကိစ္စကြီးတစ်ခုဖြစ်နေခဲ့လို့နောက်မှာခက်ဆက်ဆက်အဖြစ်မရှိတဲ့ဖေးဒီတစ်ခုလုံးငင်းခုန်စရာဖြစ်နေခဲ့အောင်မှာမို့ပါဒီမှုကိုတုံ့တက်ကြတဲ့အခါနောက်ထပ်ရှိနေတဲ့ရှူတော်တစ်ခုကလောင်ကစားကြောင့်ငွေကြေးခက်ခဲရှိနေခဲ့တဲ့အောင်ခန့်ကျော်စင်ကိုသူမြင်းဝင်ကြည့်နေခဲ့တဲ့ကိုရီဗီဒီယိုလို့ခေါ်တဲ့ရက်ဆက်ကြံကြုံမှုဗီဒီယိုတွေကိုတင်ပြီးစိတ်ဒုစသမားတွေကိုရှာဖွေနေခဲ့တဲ့ရာဇဝတ်ဂိုင်းတစ်ခုကအောင်ခန့်ကျော်စင်ကိုငင်းမရနိုင်တဲ့ငွေကြေးကလန်မှုတစ်ခုလုပ်ပြီးကိုတွင်းကလေးစာတွေထုတ်ယူဖို့ပြစ်မှတ်တစ်ခုကိုပေးပြီးခိုင်းစီခဲ့တယ်ဆိုတာပါပဲဒီတုံးတက်ချက်ကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်အောင်ခန့်ကျော်စင်ကိုခံကြတဲ့ရာဇဝတ်ဂိုင်းကလူတွေဟာကိုတွင်းကလေးစာတွေထုတ်ယူတဲ့အချိန်အခန်း900နဲ့ကလျက်အခန်းတစ်ခုကိုယူထားကြမယ်ထုတ်ယူပြီးတဲ့အခါမှာတော့အတက်စီမံထားတဲ့စေဘက်ဆိုင်ရာထုတ်ပိုးမှုတွေပြုလုပ်နိုင်တဲ့ပစ္စည်းတွေနဲ့ကိုတွင်းကားတွေကိုထုတ်ပိုးပြီးတခါတည်းယူသွားကြတယ်ကိုတွင်းကလေးစာတွေဆိုတာဝက်ကလေးစာစိတ်ကလေးစာလို့ကျွတ်အိတ်ထဲထုတ်ပိုးလို့ရော့ယူဆိုပြီးပေးလို့ရတာမှမဟုတ်ပဲလေကျန်တဲ့ကိစ္စတွေကိုတော့အောင်ခန့်ကျော်စင်ဘာသာရှင်းပေါ့ကိုတွင်းကလေးစာတွေပျောက်ဆုံးနေတဲ့အကြောင်းကိုတော့ဗိုလ်ချုပ်လန်တောင်ကအမိုက်ပုံမှာပြစ်လိုက်တယ်လို့အကြောင်းပြခိုင်းတာပေါ့ဒါအပြင်အောင်ခန့်ကျော်စင်နေနဲ့ဒီကိုင်းအကြောင်းကိုတစုံတစမှထုတ်ပြောမပြရဲလောက်အောင်မိသားစုနဲ့အချက်ကင်ထားတာဖြစ်နိုင်တယ်လို့ထုတ်ပြောပြလဲမဖြစ်နိုင်ဘူးမယုံဘူးအခြားအဖြေတစ်ခုပြောကွာဆိုပြီးဖိအားပေးလို့အဖြေကိုပြောင်းဟိုင်းတာမျိုးလဲဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ပြည်သူလူထုထိတ်လန့်တုန်လှုပ်စေမဲ့ကိစ္စကြီးမျိုးဆိုရင်နိုင်ငံတကာအစိုးရတွေကထုတ်ပြန်ကြလေမရှိတာမို့ပါပဲမိတ်ဆွေတို့ကရောဘယ်လိုထင်ပါသလဲဘယ်ဘက်ရှုထောင့်ကနေကြည့်ရှုကျင်ပါသလဲအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်